တကယ်တမ်းညဘုံတို့သားတို့သမီးတို့ပြန်ပြောတော့လေပညာရေးရဲ့သဘောတရားကမင်းတို့တွေကျင့်လို့မရဘူးဒါပေမဲ့မင်းတို့ကစကျင့်တယ်ဒါကြောင့်သားတို့သမီးတို့ရဲ့နောက်မျိုးဆက်ဒီနောက်တွေပါလေကြလို့ကိုသားသမီးတွေရလာတဲ့အခါကိုကတန်းတစ်ခုဝင်တာတွေကကိုသားသမီးတွေနောက်မျိုးဆက်တွေပို့ကောင်းသွားတော့တကယ်တမ်းကျတော့လက်ဦးစီယာညီထိုက်စွာပုတ်ဖာစရိယာမင်းနဲ့ပါမိဘတွေအရေးကြီးဆုံးကလေးတွေကိုဘလို့သင်ခဲ့တာဘလို့သင်ပေးပါနော်စားတာတောက်တာနေတာထိုင်တာပေါ့ညီကောင်မတော်မချင်းသူ့ကြတော့ပိုးပြီးတော့ဦးစားပေးတယ်သူ့ကြတော့ဦးစားပေးမှုတွေညံကောင်းတယ်အကြီးမအတော်ညံကောင်းတာကိုအငယ်ကောင်းတော့လေငယ်ငယ်နဲ့အားတယ်ကြောင်းကြတော့လေပဲအတန်းအောင်မို့မနေလို့လေငယ်ကောင်းအလိုလိုနှိမ့်တယ်ဘယ်သူကနှိမ့်လဲ trauma စိတ်ဓာတ်ကြအမေတို့အဖေတို့အမကြီးကိုဦးစားပေးတယ်အမကြီးကသူ့ရန်သူဖြစ်သွားစိတ်ထဲကရန်သူဖြစ်သွားကြီးတော့အိမ်မောင်တို့ကအမွေလူကြရောခင်ဗျာသမီးခိုင်ပေါ့ဗျာအကျုပ်ငယ်တော့တယ်ခင်ဗျာဘာဆောင်းလျှောက်ခဲ့တာဟောအဲ့လိုပြောတယ်အမလီရင်နာလိုက်တာဟဲ့သူရင်နာမဟုတ်ဘူးအကုန်လုံးပါးရတာတွေကသူကသူပိတ်ချကြိုက်တယ်လို့ချနော်ကိုလုတ်ခဲ့တဲ့ဒုက္ခပဲအဲ့ဒါပါသားသမီးတွေကိုဆက်ဆံတဲ့နေရာမှာတောင်းမနဲ့မှန်မှန်ကန်ကန်မဆက်ဆံတဲ့တော့ခွဲခြားဆက်ဆံတဲ့အဓိပ္ပာယ်ရောက် discrimination ဟာသားလေးကတယောက်တည်းမို့သားလေးကိုတခါလေလူသမျှအကုန်ပေးသမီးတွေကြပြစ်ထားနော်သမီးတွေကဗယံမတာနေထိုင်အသားတော့မသိဘူးနောက်တော့သမီးတွေကဒုက္ခတွေရောက်လာတဲ့အခါညီတို့ဘယ်လိုလုပ်လားဖြေမိပါတယ်နော်အဲ့ဒါဘယ်လိုထိမ့်သိမ့်မသက်လို့လဲဒါကြောင့်လောကနိတိတွေကငါ့ကိုပြောတာဩဟုတ်လားအမိဟာအပြင်ရန်အဖအတွင်းရန်သားသမီးကိုမထိန်သိမ်းမစောင့်ရှောက်တတ်ဘူးဆိုရင်မိဘတွေကသားသမီးရဲ့ရန်သူတဲ့ဗျသားသမီးရဲ့ပါတယ်တော့သားသမီးကိုမထိန်သိမ်းမစောင့်ရှောက်တဲ့သားသမီးတွေရဲ့ရန်သူကဘယ်လိုလဲမိဘနှစ်ပါးသားသမီးတွေရဲ့ရန်သူပဲရန်သူဆိုတာပေါင်းဆိုအကျိုးစီးပွားမဲ့အောင်လုပ်တာပေါ့အဲ့တော့မိဘတွေကပဲသားသမီးတွေကိုအကျိုးစီးပွားမဲ့အောင်လုပ်တာနဲ့လူဖြစ်သွားတယ်ဒါကြောင့်နိုင်ငံတကာမှာကျတော့မိဘတွေကိုသားသမီးတွေကိုဘယ်လိုပြည်သူထိန်းသိမ်းစောင့်ရှောက်ရမလဲဆိုတဲ့ဟာအစိုးရကနေတေချာသင်ပေးတယ်ပညာရေးမှာဘုံဘုံတို့နိုင်ငံမှာ home education ဘုံဘုံသင်တန်းတစ်ခုဖွင့်လို့ရဲ့တက်မဲ့တင်မရှိ parental education သိမ့်မဝင်တာဘူးဘာတော့မိဘတွေပညာရေးပါဆိုကျူရှင်ပို့လိုက်တယ်လေကိုကလေးမိဒလဘယ်လောက်ပေးရတာဒေါ်လာနဲ့ပေးရတာမြန်မာဝယ်ဆိုဘယ်လောက်ကြလဲကိုတို့တန်းနဲ့ပို့လိုက်တာပဲတော့တစ်နှစ်နဲ့ပို့လိုက်တာပဲကလေးတွေကမြန်မာလိုတော့တက်တယ်ဒါပေမဲ့မြန်မာရင်ရှိဘူးမသိသင်တဲ့ဆရာမလည်းမသိဘူးလေတချို့ကျတော့အင်္ဂလိပ်ကျောင်းတွေပို့လိုက်တယ်မြန်မာသားမှမတက်တော့ဘူးပို့ဆိုးသွားတယ်နော်အဲ့တော့မြန်မာပြည်ထဲနေပြီးတော့မြန်မာသားမတက်တဲ့သူတွေအများကြီးပြန်မြို့မှာအဲ့လိုမျိုးတွေဖြစ်သွားတာဘာဖြစ်လို့လဲဆိုတော့မိဘတွေကအထင်းသေးဆောက်ရှောက်ပညာရေးသဘောတရားကိုနားလည်မှုလွဲနေတာဟုတ်ပြီလား gain ဒါလေးပြတ်ဖတ်ပါအောင်ပါရော